ခုဆိုရင် X-Men တွေက MCU တွေကိုပြန်ရောက်လာတော့မှာဆိုတော့အရင်ကထွက်ခဲ့တဲ့ movie တွေကစိတ်ဝင်စားဖို့ကောင်းတဲ့ fact လေးတွေကိုပြောပြပေးအောင်မယ်ခုလိုတီးပြီးသားဖြစ်တယ်လို့မတီးရဲ့အချက်တွေလည်းပါနိုင်တာမလို့အဆုံးထိကြည့်ပေးကြပါဦး2000ပြည့်နှစ်မှာထွက်ရှိခဲ့တဲ့ပထမဆုံး X-Men ရုပ်ရှင်တွေကအခုလက်ရှိနာမည်ကြီးနေတဲ့ MCU ခေတ်စားလာဖို့အတွက်အခြေခံလို့ပြောလို့ရပါတယ်။အဲ့ဒီတော့ Marvel ကအခုလိုမချမ်းသာတဲ့အကြောင်းရုပ်ရှင်ရိုက်ကူးခွင့်မူပိုင်တွေကိုတောင်းချခဲ့ရတာဖြစ်ပါတယ်။မူပိုင်လို့ပြောလိုက်တာနဲ့ Hugh Jackman ကိုပဲအကုန်သိကြမှာပါ။ဒါပေမဲ့သူကပထမဆုံးရွေးချယ်ခဲ့တဲ့မင်းသားတော့မဟုတ်ပါဘူး။အစကမင်းသား Douglas Scott ကိုရွေးချယ်ထားတာပါ။ဒါပေမဲ့ Douglas Scott က Mission Impossible 2ရိုက်ကူးရေးနဲ့တိုက်နေလို့မရိုက်နိုင်တော့တဲ့အခါကျမှရိုက်ကူးရေးစကနေ3ပတ်အလုံးမှာ Hugh Jackman ကိုအစားထိုးခဲ့တာဖြစ်ပါတယ်။ Professor X နဲ့မှာတရုပ်ဆောင်တဲ့ Patrick Stewart ဟာ X-Men comic တွေကိုမဖတ်ဖူးပြင်ကြတဲ့ကသူ့ရဲ့အိမ်နီးနားချင်းတွေနဲ့တငယ်ချင်းတွေကသူက Professor X နဲ့တူတယ်လို့ခဏခဏပြောလို့ရှိပါတယ်ပထမဆုံး trilogy မှာ Mystique အဖြစ်တရုပ်ဆောင်တဲ့ Rebecca ကတကောလုံး make up လိမ့်မှုအတွက်9နာရီနီးပါးအချိန်ပေးခဲ့ရပါတယ်နောက်ပိုင်းထွက်တဲ့ရုပ်ရှင်တွေမှာ Jennifer Lawrence အလဲရောက်မှ body suit သုံးခဲ့တာကြောင့်အချိန်ကို3နာရီဝန်းကျင်အထိရှော့ချနိုင်ခဲ့ပါတယ် X-Men ရုပ်ရှင်တွေကတိုင်းလိုက်အရှုပ်ထွေးဆုံးလို့နာမည်ကြီးပါတယ် Days of the Future Past မှာအတိတ်ကိုပြင်လိုက်တဲ့အတွက်တိုင်းလိုက်အဟောင်းနဲ့အသစ်ဆိုပြီးတော့ကွဲထွက်သွားတာပါဒါကြောင့်မလို့ဇက်ကောင်ချိုတည်သွားပြီးတော့အချို့တွေပြန်ရှင်လာတယ်အဲ့ဒါတွေကပိတ်တဲ့ကိုတော်လေးခေါင်းစားစေခဲ့ပါတယ် X-Men Origin ဘူဘာရဲမှာပထမဆုံးပါဝင်ခဲ့တဲ့ဒီတပ်ပူးကိုကိုလိုမှတ်မိမှာပါတော်တော်ညိုမိုးကောင်းပါတယ် Fuck you bitch shut the fuck up bitch အခုဆိုရင် X-Men 97ဆိုပြီးတော့ Marvel ကနေ series ထွက်ထားလေးရှိပါတယ် X-Men ကိုကြိုက်တဲ့သူတွေဒါမှမဟုတ် MCU မှာ X-Men တွေမလာခင် X-Men တွေအကြောင်းနည်းနည်းပါးပါးသိကျင်သူတွေအနေနဲ့တွားကြည့်ကြဖို့အကြံပေးချင်ပါတယ်တကယ်လို့ကြည့်ဖို့မအားဘူးဆိုတဲ့လူတွေအတွက်လည်းကျွန်တော်တို့ recap လုပ်ပေးဖို့စီစဉ်နေပါတယ် comment လေးမှာပြောပြခဲ့ကြပါဦး